စိုင်းမွေဖန်တွေက national တချင်းကလွှဲနေရာတိုင်းမှာစိုင်းရမှုတွေအားပေးမှုဖြစ်နေချီကျူးခင်နေရတာကိုလည်းအားလုံးလည်းသိကြပါတယ်ဒါပေမဲ့ဒီ national တချင်းနဲ့ကြမှာဘာဖြစ်နေတာလဲဆိုပြီးတော့မင်းချင်စရာပါပဲဗျမြန်မာနိုင်ငံမှာလူဦးရေပေါင်းတန်းပေါင်းများစွာရှိပြီးတဲ့နောက်မှာစိုင်းမွေဖန်တွေကတန်းတော်မရှိဘူးလားပေါ့အဲ့ဒါမင်းစရာတကယ်ရှိပါတယ်တချို့ fan တွေဆိုရင်ဖုန်း3လုံး4လုံးနဲ့တော့မှ view ရအောင် engagement ရအောင်လုပ်ပေးကြသလိုနီးမျိုးစုံနဲ့ post တွေတင်ပြီးတော့ view တက်အောင်လည်းကူညီပေးကြတာလည်းအားလုံးလည်းမြင်ကြပါတယ်ဒါပေမဲ့ national တချင်းကို YouTube မှာတင်ထားတာတစ်လနီးပါးရှိနေပြီဖြစ်ပေမဲ့ view က1 million တော့မရောက်နိုင်သေးဘူးဖြစ်နေပါတယ်16ရက်နဲ့ဆိုရင်စိုင်းမွေရဲ့မွေးနေ့ဝယ်လည်းရောက်တော့မှာပါမွေးနေ့ဝယ်မတိုင်ခင် view တန်းမရဘူးလားဆိုတော့ရတာတော့ရပါတယ်ဗျာဒါပေမဲ့စိုင်းမွေရဲ့အောင်မြင်မှုနဲ့နိုင်ရှင်ကြည့်မယ်ဆိုရင်1 million view ဆိုတာတကယ်ကိုမပြောပလောက်တဲ့ပမာဏလို့ပဲတော့မြင်မိပါတယ်ကျွန်တော်ပြောတာကိုသေသေးချာချာစဉ်းစားကြည့်ရင်နားလည်နိုင်မှာပါစိုင်းမွေက TikTok မှာ video တစ်ပုတ်တင်လိုက်မယ်ဆိုရင်3ရက်အတွင်းမှာ2 million 3 million view ရတာကတော့ပုံမှန်လို့တောင်ဖြစ်နေပါတယ် YouTube မှာလည်း national ကိုရှာရတာခက်လားဆိုတော့မဟုတ်ပါဘူးစိုင်းမွေ national လို့ရိုက်လိုက်တာနဲ့ထိတ်ဆုံးမှာဒီသချင်းပဲပေါ်နေတာဗျာအဲ့ဒီလိုအလွယ်တကူရှာတွေ့နိုင်တဲ့သချင်းတစ်ပုတ်ကို1 million view ရဖို့တောင်ဒီလောက်ကြာနေတာကကျွန်တော်တော်တော်လေးကိုစဉ်းစားလို့မရဖြစ်နေပါတယ်အမှန်ဆိုရင် fan တွေက1 million view ရအောင်လုပ်မယ်လို့အတီးပြုတ်ပြီးလိုက်တာနဲ့အားလုံးကဝိုင်းလောက်လိုက်ရင်ဒီပရိသတ်အင်အားနဲ့ဆိုရင်9ရက်တွင်ဒါမှမဟုတ်10ရက်တွင်ပဲဖြစ်ဖြစ်ဆက်ချိန်တင်တဲ့သချင်းတစ်ပုတ်လို့ထင်ပါတယ်ဒါပေမဲ့အခုချိန်ထိတော့ view က6သိန်းကျော်ကျော်ပဲရှိပါသေးတယ်ကျွန်တော်လည်းအားရအားသလိုတော့တွားကြည့်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်